ရှင်ကျမတို့ဒီဘောလီလေးမှာကျမတို့ဘယ်နဲ့ညာနှစ်ချမ်းမှာထူးခြားချက်လေးပါလေးတွေ့လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ကြည့်ပြီးရေးပေးပါအောင်ကျမအနီးကပ်လေးပြလိုက်ပြပေးမယ်နော်ထူးခြားချက်နှစ်ခုမတူနေရပါလေးတွေ့လဲပေါ့နော်ကဲရေးစာရေးလို့လည်းပြီးဆိုလို့ရှိရင်တော့ကျမပြပြပေးမယ်နော်ကျမတို့ဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းမှာဒီဘက်လေးကပူပြီးတော့လှနေလို့မထင်ဘူးလားပေါ့နော်ဒီဘက်ကကျတော့ကျမတို့ကစက်ကြောင်းလေးတွေပြန်ပေါက်ပေးထားဒီဘက်ကကျတော့စက်ကြောင်းတွေမပေါက်ထားဘူးနော်ကျမတို့ဘော်လီမှာအရင်ခေတ်ကချုပ်တဲ့အနေထားအများစုမှာဆိုလို့ရှိရင်ကျမတို့ဒီဘိုက်ဆက်တွေမှာဆိုလို့ရှိရင်စက်ကြောင်းပေါက်လေးမရှိဘူးဒီတိုင်းပဲပိတ်စာလေးနှစ်လွှာထည့်ပြီးတော့ပဲချုပ်ပေးကြရပြောင်ပဲဖြစ်ဖြစ်ပိတ်ဖောက်စာပဲဖြစ်ဖြစ်ဒီလိုမျိုးလေးပဲချုပ်ပေးကြရပေါ့နော်ဒါပေမဲ့ကျမတို့ကဒီဗိုက်တားဆက်လေးမှာဒီလိုဆက်ကြောင်းလေးတွေပေါက်ပေးထားလိုက်မယ်ဆိုလို့ရှိရင်ဝတ်တဲ့ခါကျလို့ရှိရင်သူတို့နှစ်ခုကတသားရဲလေးဖြစ်နေရပေါ့နော်ဒီမှာဆိုရင်နှစ်ခုကဟာနေရလွတ်လွတ်ကြီးလိုမျိုးလေးခိုရဲ့ဟာအများကြီးရှိရပြီးတော့ခန္ဓာကိုယ်မှာဝတ်တယ်ဆိုရင်လည်းကျမတို့ရဲ့အစီတွေကိုတကယ်တမ်းသူတို့ကဆွဲပြီးတော့မကြုံပေးနိုင်ဘူးပေါ့နော်ပွားရောင်ရောင်ဖြစ်နေမယ်ဒါလေးကကျတော့ကြစ်ကြစ်လေးနဲ့ကျမတို့ရဲ့အစီတွေကိုဆွဲပြီးတော့ကြုံပေးနိုင်တယ်ခန္ဓာကိုယ်ရဲ့ body shape ကိုပို့ပြီးတော့လှတယ်လို့ဖြစ်အောင်လို့ပြပေးနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီလိုမျိုးလေးချုပ်ပြီးပြီဆိုလို့ရှိရင်စက်ကြောင်းပေါက်တာလေးကိုပြပေးမယ်အမှန်တော့ကျမတို့မချုပ်ခင်ကလေးစက်ကြောင်းပေါက်ထားလို့ရတယ်ဒါပေမဲ့ကိုယ်ချုပ်နေနေမှာဒီလိုလေးပေါက်လိုက်လို့ရှိရင်ပို့ပြီးတော့လှမယ်ဆိုပြီးတော့အပေါ်ကနေထပ်တင်ပြီးတော့ပေါက်တာလေးကိုပြပေးမယ်နော်အဲ့တော့ကျမတို့ဒါချုပ်ပြီးမှစက်ကြောင်းလေးတွေထပ်ပြီးတော့ပေါက်တာပေါ့နော်ကျမတို့ပိတ်စာပြောင်လေးမှာလည်းပေါက်လို့ရတယ်ဇာဘော်လီလေးမှာလည်းပေါက်လို့ရတယ်ဒီမှာများသောအားဖြင့်လေပုံမှန်ဇာဘော်လီချုပ်ရင်တော့ဒီဆက်ကြောင်းလေးပေါက်ပေးလေးတော့မရှိဘူးပေါ့နော်ဒီထည့်လေးမှာဘာဖြစ်လို့ပေါက်ပေးလဲဆိုတော့သူအသားလေးနည်းနည်းလေးပြော့တယ်ပြော့ပြီးတော့လေပွားရောင်ရောင်လေးနည်းနည်းဖြစ်ချင်တယ်ပေါ့နော်ဖြစ်ချင်တော့ခန္ဓာကိုယ်မှာဝတ်တဲ့ခါကျလို့ရှိရင်အရင် smart ကြနေမှာဆိုလို့ပေါ့နော်အဲ့တော့ဘိုင်လေးလည်းပူပြီးချက်သွားအောင်လို့အပူလက်ဆောင်နေလေဒီထည့်လေးမှာထည့်ပြီးတော့ပေါက်ပေးလိုက်တာပေါ့နော်ဒီမျိုးလေးနော်ဒါကျမတို့တစ်ထည်လုံးပြီးမှပေါက်မယ်ဆိုရင်ကျမတို့ပြရလို့ပုံစံမျိုးနဲ့ဆက်ကြောင်းပေါက်သွားလို့ရတယ်နောက်ဆုံး final ရလက်လေးကျတော့ရန်ကိုလှသွားတယ်နော်ဒီပိတ်စနှစ်လွှာလုံးကတသားလေးဖြစ်သွားပါတော့ဒါတော့ကျမဒါယူရီးယားအောင်ဖတ်လေးထည့်ထားတာနော်ဒီလိုမျိုးလေးပါရှေ့ခွဲလေးပေါ့နော်ဒီလိုဒီဇိုင်းလေးကကျမတို့ရှေ့ခွဲလေးချုပ်လို့ရတယ်နောက်ခွဲလေးချုပ်လို့ရတယ်ပေါ့နော်ကျမတို့ဒီလိုလေးတွေပေါက်သွားပါကျမရဲ့ပညာဒါနဗီဒီယိုလေးဘော်လီနဲ့ပတ်သက်တာကြီးကြည့်နေတယ်ဆိုလို့ရှိရင်ကျမရဲ့ YouTube channel မှာကြည့်လို့ရရနော်လေးဗီဇာဘော်လီလို့ရိုက်ပြီးတော့ရှာကြည့်လို့ရပါတယ်မြန်မာလိုလေးဗီဇာဘော်လီလို့ရှာလေးရတယ်အင်္ဂလိပ်လိုလီဒီလို့ရိုက်လေးရတယ်နော်ကျမ YouTube မှာတော့ဗီဒီယိုတွေအများကြီးတင်ပေးထားပါတယ်ဒါကတော့အခုကျမက customer အထည်ချုပ်နေနဲ့ဒီအပိုင်းလေးကိုရိုက်ပြခြင်းစိတ်ပေါ်လာနဲ့ပညာနာလေးရိုက်ပြပေးရပါတော့အထူးတလဲပညာနာတော့မဟုတ်ပေမဲ့ကျမတို့ရဲ့အထည်မှာဘလောက်တောင်မှပို့ပြီးတော့ကြော့ရှင်ပြီးလှသွားစေနိုင်နေဆိုရဲဒီချုပ်တဲ့ tip လေးတွေကိုကျမထည့်ပြီးတော့ပြောပြပေးထားတာပေါ့နော်အဲ့တော့ဒါလေးကလည်းအသုံးဝင်နေဆိုလို့ရှိရင်ကျမကို left and public share လေးလုပ်ပေးလို့ရတယ်နော်ပြီးတော့ကျမရဲ့ channel မှာလည်းဝင်ပြီးတော့ပညာနာဗီဒီယိုတွေကြည့်လို့လည်းရပါတယ်အဲ့တော့ဒီလို Facebook ကကြည့်နေရသူဆိုရင်တော့ကျမဒီဗီဒီယိုလေးရဲ့အောက်က comment မှာကျမ channel ရဲ့ link လေးကိုလည်းတစ်ချက်ပို့ထားပေးမယ်နော်ရေးပေးထားပါမယ်အဲ့ link လေးကိုဝင်ပြီးတော့ကြည့်မယ်ဆိုရင်လည်းရပါတယ်ရှင်အထည်လည်းအလူရတယ် online သင်တန်းတွေလည်းရှိတယ်နော်အဲ့ online သင်တန်းတွေကတော့ကျမတကြမ်းမတိုင်းခင်ထိရတော့လေဟိုးလွန်ခဲ့တဲ့နှစ်တည်းကလေးကကျမတောင်းခဲ့တဲ့သင်တန်းကြီးအတိုင်းပဲတောင်းခဲ့ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတော့ကျမသင်တန်းကြီးတွေကိုပြန်စီစစ်လိုက်ပြီပေါ့နော်သင်တန်းကြီးတွေက short သေးနေတော့မရတော့ဘူးသူမူရင်ပညာတန်ကြီးအတိုင်းပဲပြီးပြီးတော့တက်လို့ရအောင်ပဲပေါ့နော်ဒါကတော့နောက်မှတက်မဲ့လူတွေအတွက်အရင်ကောင်းပေါ့နော်အဲ့တော့ short သေးနဲ့အရင်ပြီးတဲ့ခါကျတော့တက်တဲ့လူတွေတိတ်ပညာကိုတန်ဖိုးမထားရင်းရတယ်ပေါ့နော်စာလည်းတိတ်လိုက်မလို့ကြတော့ကျမခုနောက်ပိုင်းတော့သင်တန်းကြီးတွေကိုတန်ကြီးတောင်းပြီးတော့တကယ်စာလိုက်လုပ်တဲ့တပည့်တွေပဲခေါ်ကြတယ်ပေါ့နော်ကျမစီမှာအထည်ရော online သင်တန်းရောအချင်နဲ့တက်ချင်နဲ့ဆိုရင်စုံစမ်းလို့ရတယ်နော်အဲဒီမှာနှစ်ဖက်လုံးပေါက်လို့ပြီးသွားပါပြီလာပါရလားရှင်လာရဆိုရင်လည်းမှန်ပြီးတော့ပါအောင်နော်ကျမအထည်လေးဒီဇာဘော်လီလေးချုပ်ရအရင်ပြောတယ်ပုံမှန်ပြောင်းနေချုပ်ရနဲ့မတူဘဲနဲ့လေး feeling ကတမျိုးလေးဒီဇာကွက်လေးရဇာဒီဇိုင်းလေးရမျိုးစုံဆိုတော့ပို့ပြီးတော့စိတ်လှုပ်ရှားရပေါ့နော်ဇာဘော်လီလေးချုပ်လို့ရှင်ဝေးရတဲ့ customer လည်းတော်လေးကြိုက်မယ်လို့ယုံကြည်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်